မင်္ဂလာပါတားငယ်သမီးငယ်လေးတို့ရေဦးရဲ့ဦးပုံပြောပြမယ်ဆိုတဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဦးကတားငယ်သမီးငယ်လေးတို့ကိုပြောပြခြင်းတဲ့ပုံမြင်လေးကလောဘကြီးတဲ့ဖိုးဖို့ဝင်လေးဆိုတဲ့ပုံမြင်လေးတစ်ပုဒ်ကိုဦးကဖတ်ပြသွားမှာဖြစ်ပါတယ်ပုံမြင်လေးမစခင်မှာဦးရဲ့ channel လေးကို like and subscribe လေးလုပ်ခဲ့ကြအောင်နော်လောဘကြီးတဲ့ဖိုးဖို့ဝင်လေးဟိုးရှိတော့ကဝဝင်ကြီးဦးကွာစီရဲ့ဝဝင်မကြီးဒေါ်ကြစီရဲ့ဒါလေးဖိုးဝဝင်လေးမောင်ပီစီတို့မိသားစု3ယောက်ရှိကြတယ်တဲ့ဖိုးဝဝင်လေးဟာတူရီတော်သားလည်းဖြစ်ပြန်အဖေရောမေရောမြောက်စားထားတာဆိုတော့ဘာလို့လို့သူ့သဘောအတိုင်းဖြစ်စေရတယ်သူလိုချင်တာဆိုချက်ချင်းပေးမှကြိုက်တယ်မိဘတွေကအလိုလိုက်ကြပြီမယ်တခါတွေ့တဲ့အမျိုးတွေကတော့အလိုမလိုက်ကြပါဘူးဆုံးမစရာရှိရင်ဆုံးမရိုက်စရာရှိရင်လည်းရိုက်ပြလိုက်တတ်ကြတယ်အဆိုးဆုံးကသူ့မိဘကအမျိုးတွေကပိုးဆိုးတယ်သူတို့အိမ်အလေးလာတယ်ဆိုတာနဲ့ကြောင်ရင်ထဲမှာတွေ့တဲ့စားစရာတွေဆိုအကုန်ယူစားဖြစ်တတ်ကြတယ်အဖေမေဖို့ဆိုတာလည်းမရဘူးသူ့မိကသူ့အတွက်ခြံထားတဲ့ပန်းပြရည်ဒီဆိုလဲပကံလိုက်ယူမော်လိုက်ပြန်ရောဒါကြောင့်သူ့မိဘကအမျိုးတွေလာမေးဆိုတဲ့အတန်ကြာတာနဲ့စားစရာတွေကိုအကုန်ဝှက်ထားရတယ်ဝှက်မထားလို့ကတော့ကွန်ပျူတာမှတ်ရောသူနဲ့ရွေသူချာလီမာလီဆိုတဲ့ဝဝင်အမွှားနှစ်ကောင်ရောက်လာရင်ပိုးဆိုသေးတယ်ရောက်လာရင်အငိမ့်မနေဘူးမျက်စိနောက်တော့အောင်ဆော့တာဖိုးဘဝင်လေးဖို့ခြံထားတဲ့ပြားရည်မုတ်တွေကိုလည်းယူစားလိုက်တာပဲအချောင်လန်းလာတဲ့ပြားတလက်တွေလည်းအငိမ့်မနေရဘူးချိုးဖိတ်ပြီးတော့စားလိုက်တော့တာပဲချာလီနဲ့မာလီကိုသူ့အဖေဝဝင်ကြီးဥပေတို့ကလည်းခလေးဆိုတော့ဆော့မှာကြမ်းမာတာဆော့ပါစီဆိုပြီးပြစ်ထားလိုက်တာပဲဒီတော့အမွှားနှကောင်တောင်းချမ်းပြီပေါ့သူတို့အိမ်မှာဆော့လို့ဝါပြီဆိုရင်ဖိုးဘဝင်လေးမောင်ပစ္စည်းတို့အိမ်ဘက်ကိုမျက်စောင်းထိုးတော့တာပဲအဖေတားတို့အန်နီဒေါ်ဂျာစီတို့အိမ်သွားချင်တယ်ဟိုမှာပစ္စည်းတို့နဲ့ဆော့ချင်လို့အေးသွားကြညနေကျမှပြန်လာခဲ့ကြားလားဥပေတို့ကလည်းသူ့နားအိတ်တက်တိုင်ရင်ပြီးရောတွန်းလှော်လိုက်တာပဲဒေါ်ဂျာစီရဲ့တူဒီတော်သားမောင်ပစ္စည်းကလည်းတစ်ခါချစ်တက်လောက်တတ်သေးတယ်သူစားချင်တာစားရမှသူလိုချင်တာရမှကြီးနေတာသူကအယုတ်တွေကိုတိတ်ကြိုက်တာသူ့အတွက်ကစားဖို့ဝယ်ထားတဲ့အယုတ်တွေလည်းချလီမာလီရောက်လာလို့ကတော့ပျက်စီးပြီးသားဖြစ်နေတော့တာပဲအယုတ်တစ်ခုပြတ်သွားရင်2ခုအဝယ်ခိုင်းတတ်တာမောင်ပစ္စည်းအကျဉ်းပဲခလီဆိုတော့ဆော့တာပေါ့ချာလီမာလီကပိုးဆော်တယ်တပင်ဘောဆိုလည်းပြေးတက်လိုက်တာပဲဥယျာဉ်ကြီးထဲမှာဆင်ထားတဲ့ဒန်းလည်းအညီမနေရဘူးမတရပြီးစီးလိုက်ထိုင်စီးလိုက်နဲ့2ယောက်သားဆော့ကျင်တိုင်းဆော်နေတာတခါကလည်းအစော်ကောင်းလို့အမွှားနှကောင်ဒန်းပေါ်ကပြုတ်ကြပြီးတတိမင်းနေတာဥကွာစီမြင်ပေလို့သာမမြင်ရင်အတော်ခတ်မှာချာလီမာလီတို့ဖေဥပေတို့နဲ့မောင်ပစ္စည်းအမေဒေါ်ဂျာစီတို့ကမောင်နှမအရင်လေမောင်ပစ္စည်းပြောမြဆိုမရဖြစ်နေရင်သူ့ဦးလေးဥပေတို့ကိုသွားခေါ်ခိုင်းလိုက်ရတယ်ဥပေတို့ကလည်းသူ့သား2ယောက်ကိုသာပြောမြတာမောင်ပစ္စည်းကိုတော့အသိနိုင်တယ်ပြောမြရင်ရိုက်ထားတော့မောင်ပစ္စည်းကကြောက်နေတာပေါ့ချာလီမာလီတို့ကတော့ယာရီလည်းမကြောက်ဘူးရိုက်တော့ခဏပဲကြောက်တယ်ပြောတာမောင်ပစ္စည်းတို့အိမ်ရောက်တော့နေ့ရက်12နာရီကျော်နေပြီထမင်းစားတင်တော့လွန်နေပြီဆိုတော့ချာလီမာလီတို့အမွှားညီကိုအရန်စားနေကြပြီပေါ့ဟဲ့ကောင်ပစ္စည်းဘာစားစရာရှိလဲငါတို့အရန်စားနေလို့ရှိပါတယ်ကွပြားသက်လက်ကြော်တွေဟိုမှာတွေ့လားချာလီရောမာလီပါစပွဲပေါ်တင်ထားတဲ့ပြားသက်လက်ကြော်တွေကိုအားရပါရစားကြတာပေါ့စားလို့တော့မှစားတာတွေလည်းပျောက်သွားတော့တယ်ကဲပစ္စည်းတော်တယ်သွားကစားရအောင်မလိုက်ချင်ပါဘူးကွာငါ့အမေကမှတ်ထားတယ်အဝေးကြီးမသွားနဲ့သွားရင်ရိုက်မယ်လို့ပြောထားတယ်အမလီဒါမြန်ငါတို့ပါလာပဲဥစ္စာမင်းတယောက်တည်းသာမသွားနဲ့ပြောတာပါကွာလာမင်းငါတို့နဲ့လိုက်ခဲ့မင်းကြိုက်တယ်ပန်းပြားကြီးလက်ဆက်တွေလည်းစားရမယ်အပြန်ကြတော့မင်းမေကြိုက်တယ်ချက်မောက်တီတွေခူးပြီးလက်ဆောင်ပေးလိုက်တာပေါ့ဒါဆိုရင်မင်းမေကိုချိန်မှာမဟုတ်ပါဘူးအေးမင်းပြောတာဟုတ်တယ်ငါမေကချက်မောက်တီကြိုက်တယ်အပြန်ကြရင်အမေဖို့ဆိုပြီးပေးလိုက်ငါ့ကိုခွင့်လမှာနော်မောင်ပေးစီလည်းဘယ်သူမှမပြောဘဲနဲ့ချာလီမာလီတို့ညီကို2ယောက်နဲ့တော်တယ်လိုက်သွားပါတော့တယ်ဒေါ်ဆန်မှာပွင့်နေတဲ့ပန်းမျိုးစုံကိုမြင်တော့ချာလီမာလီတို့2ကောင်ပန်းမင်းနေချာမှာပျော်လွန်းလို့ဂျွန်းထိုးနေကြပါတယ်မောင်မစီကတော့ဟိုကြီးနဲ့ဘာတွေ့မလဲလိုက်ကြည့်နေတာပေါ့တစ်ပင်ပန်းမင်းတွေကလည်းစုံမဆုံးလှမလှတချို့ပန်းမင်းတွေဆိုမောင်မစီမြင်တော့မမြင်ဘူးအိုးလှလိုက်တဲ့ပန်းတွေဟာဒီမှာပြားအောင်ကြည့်ပါလားဟဲ့ကောင်နေဒီလာကြအောင်လာပြီဟဲ့လာပြီချာလီနဲ့မာလီတို့2ကောင်ပြေးလာကြပါတယ်ပြေးလာကောင်နေဟိုမှာပြားအောင်အကြီးပဲဘာမှလဲအေးကွာဟုတ်တယ်အကြီးပဲတော့ဒါပေမဲ့ငါတို့ဒီပြားအောင်ကိုမဖောက်နိုင်ဘူးပစ္စည်းရ
ဒီုံကြီးကကြီးတယ်ထိုးမနိုင်ဘူးမင်းကလည်းငါတို့က3ယောက်တော့ဥစားဘာလို့မဖြစ်ရမှာမဖြစ်လို့မဖြစ်ဘူးပြောတာပေါ့လာပါကွာငါတို့တခြားပြားရည်တွေလိုက်ရှာရအောင်ဒီကောင်လေးကတို့အတွက်အနေရဖြစ်လိမ့်မယ်မောင်ပီစီကိုချာလီမာလီညီကိုကဆွဲခေါ်သွားကြပါတယ်မောင်ပီစီလည်းသူတို့နောက်ကိုလိုက်ပါသွားပါတော့တယ်ဒီတစ်ခါတွေ့တာကအုံးရှစ်တီးပင်ခိုင်းကြီးမှာတွဲကတ်နေတဲ့ပြောင်းကြီးတော့မှာပဲဟိုးမှာတွေ့ပြီဒီတစ်ခါတော့မင်းတို့ဒါလည်းမရအောင်ငါပြတ်ထပ်ဖို့တော့မယ်အောက်ကနေမင်းတို့တော့ကောင်6ပေးဟိုးမှလည်းလောက်ပါပြီးစီမင်းကဘယ်တော့မှပြဖို့တင်တာလို့လဲဒါလားငါပြီပြဖို့ငါလည်းကြည့်ထားတာဗောကွာဒါကြောင့်ငါပြဖို့တက်နေတာဟုတ်ရောဟုတ်ရလားကွာတော့ကြဟုတ်ပြီဖြစ်နေပါဦးမယ်မင်းမတက်နဲ့ငါတက်မယ်ချာလီကမောင်ပီစီကိုဆွဲချလိုက်ပါတယ်ဒါပေမဲ့မောင်ပီစီကဒီတစ်ခါတော့အုံးရှစ်ပင်ပေါ်ပြေးတက်သွားပါတော့တယ်မွေးလိုက်တာကွာအုံးရှစ်ပြားရည်တွေကအမေအများကြီးပဲဟာဟဲ့ဒီမှာလက်အုံးမလားဒီနေ့တော့ပွဲတော်ကြီးပဲဟဲ့အောင်ပီစီမြင်ဖို့လေကွာတော့ကြမင်းအဖပြားတွေထွက်လာလိမ့်မယ်ဟုတ်မှာပြောရင်တော့ထွက်လာကြပြီမပူပါနဲ့ကွာဝုံဝင်အမွေရထူပါတယ်ဒီပြားတွေလောင်ရအပြော့ပဲဟဲဖိုးဝဝင်လေးမောင်ပီစီပြားအောင်တအုံးကိုဖွက်ပြီးချာလီမာလီတို့စီကိုပစ်ပေးလိုက်ပါတယ်တေးတဲ့ပြားတွေကသေးမသေးပဲကျန်နေတဲ့ကောင်တွေကတဝီဝီနဲ့ချာလီမာလီတို့နဲ့ပီစီတို့ကိုဝိုင်းတုပ်ကြပါတယ်ဒါပေမဲ့သူတို့ရဲ့အမွေကထူတော့အသားကိုစူးအောင်မတုပ်နိုင်ကြပါဘူးတုပ်တဲ့ပြားတွေကိုသူတို့ကလက်သေးနဲ့ရိုက်ထုတ်ပြလိုက်တာအားလုံးတေကုန်มาတော့တယ်ဒီတခါတော့ပီစီတော်တယ်ကွာပြားရည်ကလည်းအနီးတော့ပဲမွေးလိုက်တာလည်းပြောမနေနဲ့အရရတာရှိတာပဲဟဲ့ကောင်တွေအကုန်မစားပြကြနဲ့နော်ငါအမေကိုထားအောင်ကွာအမေကိုမွေးနေလက်ဆောင်ပေးရမယ်မင်းကောင်းပေါ်မှာတအုံရှိသေးတယ်လေကွာအဲ့ဒါကြပေးလိုက်ပေါ့ခုတော့စားလုံးလို့စားလိုက်ပြစီအောင်ကွာမောင်ပီစီလည်းသူ့ကောင်းပေါ်တဝီဝီပြန်နေတဲ့ပြားတွေနဲ့တူပြောင်းလေးတအုံကိုတွေးလိုက်ပါတယ်ကဲကြားတယ်ဒီပြောင်းကိုဖုတ်ပြီးရင်အမေဟိုကိုင်းနားမှာတအုံကွာတော်ပြီအောင်းမိနေလာတွေ့နေပြန်ပြီပေးစီတော်ပြီလေကွာနောက်နေ့မှဖို့တော့လေအချိန်မရှိတော့ဘူးဟဲ့ကောင်လေဒီနေ့လောက်ရမယ်အလုပ်ကိုနေ့တွေရက်တွေလာရွှေ့မနေနဲ့ငါအမေကပြောဘူးတဲ့အလုပ်ကိုအကျွေးမထားနဲ့ပြီးအောင်လုပ်တဲ့တော့ကြနောက်နေ့ကျနောက်တစ်လုပ်ပေါ်လာရင်ဒီကိုလာနိုင်မှာမဟုတ်ဘူးကွာမင်းတဘောပဲကွာမင်းပင်မမှာဆိုလို့ငါတို့ကဘာမှလုပ်တတ်တာမဟုတ်တော့မင်းကိုမကူနိုင်လို့ပြောနေတာရပါတယ်ကွာငါတောင်းဝင်ထားပါဒီလိုနဲ့မောင်ပီစီကခေါင်းပေါ်မှာရှိတဲ့ပြောင်းတုံးကိုဖုတ်ပြီးအောက်ကိုလှမ်းပြလိုက်ပါတယ်ဒီတခါသူ့ဖို့ရမယ်ပြောင်းကအုပ်ရှစ်ပင်အဖျားမှာရှိပါတယ်ဘိုးဘဝင်လေးမောင်ပီစီကခြေပြားလေးထောက်ပြီးတက်ခိုင်းပေါ်ဖြည်းဖြည်းလေးနင်းတက်ခဲ့ပါတယ်မောင်ပီစီရဲ့ကိုလေးချင်းကြောင့်တေပင်ကိုင်းကအောက်ကိုညှစ်ကြလာတယ်ညှစ်ကြလာတဲ့ကိုင်းမော်ကိုမောင်ပီစီမှောက်ချလိုက်ပြီးပြောင်းကိုဆွဲဖြုတ်ယူလိုက်တာနဲ့တပြိုင်နက်ပြားတွေထွက်လာပြီးမောင်ပီစီကိုဝိုင်းတုပ်ချပါတော့တယ်တစ်ပင်မကြီးမှာမဟုတ်ပဲကိုင်းပြားလေးမှာဆိုတော့မောင်ပီစီလည်းအောက်ကိုပြုတ်မကြောက်မနေကိုင်းထားရပါတယ်ဒီတစ်ခါမှာတော့ပြတ်တုတ်လိုက်တဲ့နေရာကနှုတ်တိပြားဆိုတော့အမွေးမရှိတဲ့နေရာဖြစ်နေလို့နာလိုက်တာအရမ်းပါပဲဒါကြောင့်လက်နဲ့ရိုက်ချလိုက်ပါတယ်ပြားလေးသေးမောင်ပီစီလည်းတစ်ကိုင်းကျိုးကြလို့တစ်ကိုင်းကြီးပေါ်မှာလေဟုံစီလီရဲ့အောက်ကိုပါလာပါတယ်အောက်ကိုလည်းရောက်တော့ကန်ရိုက်ထားသလိုဖြစ်ပြီးမောင်ပီစီတတိမိနေတာပေါ့ကွယ်လာကြပါဦးမျိုးဒီမှာမောင်ပီစီတတိမိနေလို့ပါဗျချာလီနဲ့မာလီနေရာဟောက်ရှိသမျှအတန်လေးကိုအောင်ညှစ်ထုတ်ပြီးအော်ဟစ်အကူကြီးတောင်းကြပါတယ်ဒီတင်းမဲတော်ထဲမှာရှိကြတဲ့ဒေါ်သရိစင်တွေရောက်လာကြပါတယ်အေးဘာဖြစ်တာလဲဟာဒီမှာပီစီဘာဖြစ်နေရလဲပီစီတစ်ပင်ဘဝပြုတ်ကြလို့လောက်ပါအောင်တည်တော့မယ်တဲခတ်တဲ့ကလေးတွေကိုဖဲကြစမ်းစေးစရာကြီးဦးစီးကွက်ရောက်လာပါတယ်မိနေတဲ့မောင်ပီစီကိုကုန်းရည်လက်နဲ့ချေပြီးနှာခေါင်းသားမှာတိပြီးရှူစေပါတယ်ကုန်းရနဲ့ရတော့ဟိုဘက်လေဒီဘက်လည်းနဲ့တတိပြန်ရလာပါတယ်ဟောတတိရလာပြီအမေဟေးအမေဒီမှာရှိတယ်တာငါသားလေးမတိကောင်းမပြောက်ကောင်းတော့ကန်ကောင်းလို့ကျေးဇူးတင်ပါတယ်ဦးစီးကွက်ကြီးရဲ့မောင်ပီစီအမေဘုံဝင်မကြီးတော့ကြားစီဟာသူ့သားအကြောင်းတဆင်စကားတဆင်ကြရင်နဲ့အပြေးရောက်လာတာဖြစ်ပါတယ်ချာလီမာလီတို့နှစ်ကောင်းကတော့သူတို့အပြင်းနဲ့သူတို့ချောင်းတစ်ချောင်းမှာကွဲနေပါတယ်ချာလီနဲ့မာလီလက်ထဲမှာလေဒေါ်ကြားစီတို့ဖွက်ထားတဲ့ပြောင်းတုံရှိနေပါတယ်ဒါကိုမောင်ပီစီကလှမ်းတောင်းလိုက်ပြီးသူ့အမေလက်ထဲကိုထည့်လိုက်ပါတယ်ဒါရဲ့အမေသားတွေကိုမမှတ်ပါဘူးနောက်ဘယ်တော့မှတယောက်တည်းပြတ်တယ်မဟုတ်နဲ့နော်ဒါလမ်းလျှောက်နိုင်ရဲ့လားဟုတ်ကဲ့လမ်းလျှောက်နိုင်ပါပြီအမေသားကိုခွင့်လွှတ်ပါနောက်အမေစာကိုတာနာထောက်ပါမယ်
အေးပါကွယ်တားမဟုတ်တားတည်ရင်ဝမ်းသာပါလေအဲ့ဒီတွေကိုမြင်လို့တော်တယ်မသွားနဲ့လို့မှားထားတာတားလောဘကြီးတို့ဖြစ်ရတာပါနောက်ဆိုတားလိမ့်မပြီမိရဲ့ဝဝင်မကြီးဒေါ်ကြစီဟာတားဖိုးဘဝင်လေးမောင်ပေးစီနေတူချာလီမာလီအမွာဝဝနှစ်ကောင်ကိုပါခေါ်ပြီးအင်းကိုပြန်သွားကြပါတော့တယ်အားလုံးရဲ့မျက်နှာတွေကတော့ပြုံးလျက်ပါပဲကွယ်ပုံမြင်လေးကတော့ဒါပါပဲကွယ်ကဲဦးပြောချင်တာကတော့တာငယ်သမီးငယ်လေးတို့လည်းမိဘစကားနားထောင်ကြဖို့မမေ့ကြနဲ့နော်ဦးဒီနေ့ဖတ်ပြတဲ့ပုံမြင်လေးကဇာရေးဆရာမနှင်းနှင်းမန္တလေးကြီးသားထားတဲ့ဘဝအလင်းအောင်ပုံမြင်များဆိုတဲ့ပုံမြင်စာအုပ်ထဲကနေလောဘကြီးတဲ့ဖိုးဝဝင်လေးအကြောင်းကိုဦးကဖတ်ပြထားတာပဲဖြစ်ပါတယ်။တာငယ်သမီးငယ်လေးတို့လည်းဆရာမနှင်းနှင်းမန္တလေးကြီးသားထားတဲ့ဘဝအလင်းအောင်ပုံမြင်များဆိုတဲ့မူရင်းစာအုပ်ကလေးကိုဝယ်ယူရှာဖွေပြီးတော့ဖတ်ကြဖို့ဦးကတိုက်တွန်းလိုက်ပါတယ်။ကဲနောက်ပုံမြင်လေးတစ်ပုဒ်မှာအတူတူပြန်ဆောင်ရမယ်နော်။ Bye bye